လေးနဲ့မြတ်ဆွဲလိုက်ပါဦးဗျာပထမဆုံးလွတ်တင်နေလာပြီခင်ဗျလာပြီရှစ်တော့ကောင်းတယ်ရှစ်ပင်ကျွန်တော်တို့မိရှုပ်ထားပါတယ်ဗျာကဲဘာလဲဒီကောင်လာနေဟောကလက်ထောက်ကလေးတွေပြေးကြပါဦးခင်ဗျဟောကလက်ထောက်ဒီတော့အောက်မှာတဲကျုံးတာလာပြီကျွန်တော်တို့ပြေ300လောက်ကြာကြမှာခင်ဗျအနေကဲစပြီဘာ25ပိတ်တာအလုံးဖြစ်ပါတယ်ခင်ဗျာဒါကကျွန်တော်တို့မိဆရာလက်တင်လေးတွေရဲ့အစမ်းတိုးဖြစ်ပါတယ်ခင်ဗျာရေတကုန်းနေနဲ့ဖြာဝင်းနေတဲ့ရှမ်းပြည်ရဲ့အလှလေးတွေကိုခေါ်ကျူးခြင်းပဲဖြစ်ပါတယ်ရေတကုန်းလေးတွေပါမိနကလေးလာပါပြီကဲရေတကုန်းကတော့ဗျာဒီနေ့မိုးများလို့လားမသိရေတကုန်းကဆက်တိုက်ကိုကြားတယ်ဗျာဟုတ်လာပြီခင်ဗျာစိန်ရွှေမြတွေကိုဈေးတောက်ကစားနေတယ်ဗျာခင်ဗျာအပေါ်ကပလဲလုံးလေးတွေကဆိုလို့ရှိရင်ကျွန်တော်တို့မြိတ်ကျူးစုကနေမှာယူထားရင်းဖြစ်ပါတယ်အဲရရင်တစ်လုံးတစ်လေကောက်သွားကြအနီးကတော့မိုးခုတ်ကလာတာဗျာကြောက်စိမ့်ကဖားခန်းကဗျာပလဲပေါင်းလေးတွေဗျာခဏမှလှဒါကကျွန်တော်တို့ပေးတယ်များကြိုက်ဘီကြီးတစ်လုံးလွတ်တင်ပေးခြင်းပဲဖြစ်ပါတယ်ခင်ဗျာဆရာတို့တပင်မှာကျွန်တော်တို့ကွင်းဖွင့်ကျွန်တော်တို့ဘီကြီးပဲဖြစ်ပါတယ်လှပါတယ်ဗျာ